အခုဆိုရင်တော့ဒီ Guillermo del Toro ရဲ့ Frankenstein ရုပ်ရှင်က internet ပေါ်မှာတော်တော်ခက်စားနေကွာတော်တော်ကြီးပေါက်နေပါတော့ဒီကောင်းရဲ့ adaptation ရတယ်ဒီ1818က Mary Shelley ရဲ့ Frankenstein ဆိုတဲ့စာအုပ်ပေါ်မှာအခြေခံပြီးရိုက်ထားတာဖြစ်တယ်ကွာ mainstream မှာဆိုရင်တော့ Frankenstein ကိုများသောအားဖြင့်မြင်နေဆိုစိမ့်အနေနဲ့ပြီးလူကောင်းအကြီးပုံစံနဲ့brain dead ပုံစံပေါ့အဲ့လောက်ဒီစဉ်းစားညာလောက်မရှိတာတော့အဲ့လိုပုံစံနဲ့ဟိုလိုပုံစံပေါ့အဲ့ဒါနဲ့ပြီးတော့ဒီ level မှာဆိုလဲ screw နှစ်ခုနဲ့ကွာဒီဘက်တစ်ခုနဲ့ပြီးတော့အဲ့လိုပေါ့ဘယ်လိုပြောမလဲ bulky ဖြစ်တယ်ပြီးတော့ slow ဖြစ်တယ်အဲ့လိုပုံစံနဲ့ပဲမြင်နေကွာဒါပေမဲ့ဒီ Guillermo del Toro ရဲ့Frankenstein တော့သူစောက်ထဲအတိုင်းကွာpeak male beauty ကိုဖော်ပြတာကွာလက်မောင်းတွေကရှည်ပြီး muscle နဲ့ပြီးတော့အဲ့လိုမျိုးခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းနေရာလာတဲ့ဟာတွေကိုပေါင်းပြီးတော့ကွာကြောက်မဲ့ဖွယ် creature တစ်ခုဖြစ်တယ်ဆိုပြီးအဲ့လိုပုံစံနဲ့ပြောထားတာကွာဒီဇာကားမှာလည်းအဲ့လိုပုံစံမှာအရင်တော့ပထမဆုံးFrankenstein ကိုပထမဆုံး adaptation လုပ်တာကျ horror ကားပုံစံနဲ့ adaptation လုပ်တော့ကျသူကအဲ့ထက်မှကျအဲ့လို monster ပုံစံလို့ပေါ့ခုနပြောသလိုကအစိမ်းရောင်နဲ့ဘယ်လိုပြောမလဲဒီဘက်က screw တွေနဲ့အဲ့လိုပုံစံနဲ့လုပ်တော့ဒီကတင်မလားလူတိုင်းရဲ့ mindset မှာဒါကmain ပေါ့ဒါက Frankenstein ဆိုတဲ့ဖြစ်သွားပြီ image ကအခုဖြစ်သွားပြီကွာပြီးတော့ Frankenstein ဆိုတဲ့စလုံးကလည်းဒီကောင်အဲ့ Victor Frankenstein ဆိုတဲ့ဟာကွာဟိုကောင်တော့ creature ဆိုပြီးအမြဲတမ်းကွာလို့ပေါ့refer လုပ်တယ်ကွာပြီးတော့ဒီဇာကားအရဆိုရင်လည်းကွာသူက creature scary ဖြစ်တာမဟုတ်ကွာသူရဲ့ပတ်ဝန်းကျင်ကပိုပြီးကြောက်စရာဖြစ်တာကွာလူတွေကကြောက်စရာဖြစ်တာကွာတင်မလားဟုတ်လူတွေရဲ့ hypocrisy ပြတယ်ဆိုတဲ့ပုံစံပေါ့ကွာဒီလိုပဲဒီ Frankenstein ပုံစံမျိုးကွာကျွန်တော်တို့ဒီရဲ့အဲမှာဆိုရင်ရေပန်းစားတဲ့ဟာကွာနာမည်တော်တော်ကြီးတဲ့အဲ့လို gothic creature တွေအများကြီးပဲရှိတယ်ကွာဥပမာဆိုရင် vampire ပြောမလား Dracula ပြောမလားပြီး werewolf ကွာဒီဟာနာကောင်ဆိုတော်တော်ကြီးကိုပေါက်တယ်ကွာ Frankenstein ထက်တောင်ပိုပေါက်တယ်ပြောမှာကွာပြီးကျွန်တော်ခက်ဆက်ကွာ representation အမျိုးမျိုးရှိကွာပုံစံအမျိုးမျိုးနဲ့မြင်ဘူးရကွာ romantic ဟာဖြစ်မလား Twilight ဖြစ်မလားလုံးဝ scary ဟာတွေဖြစ်မလားVan Helsing တို့နောက်ထပ်Vampire Diaries တို့အစုံမဲ့ကွာအများကြီးပဲရှိကွာ Teen Wolf တို့ series ဆိုငယ်တော့တော်တော်ပေါက်တဲ့ဟာတွေကွာပြီးအရင်တော့ဟာတွေလည်းအများကြီးပဲရှိကွာCount Dracula တို့ပြီးတော့လက်ရှိမှာထွက်ထားတဲ့ Nosferatu တို့ဘာလို့ဆိုတော်တော်ရှိကွာလို့အဲ့ဒီဟာတွေရဲ့ဘယ်လိုပြောမလဲပုံစံအသစ်တွေတို့အများကြီးပဲကွာပုံစံမျိုးနဲ့ပြီးရင် genre အမျိုးမျိုးနဲ့လည်းပြထားရရှိပါဒီ gothic creature တွေကျွန်တော်တို့တွေကိုတော်တော်ကြီးတင်မလားလို့ဆွဲဆောင်စီရကွာတို့ဟာတွေကြီးရတာတော်တော်အားရတယ်ကြီးရတာကြိုက်တယ်ကွာဒါမျိုးဟာကြီးပြီးတော့ဘာဖြစ်လို့ကွာတင်မလားဒီလို gothic creature တွေတို့ဘာတို့တွေကအရင် attractive ဖြစ်တော့ကျွန်တော်တို့တွေကဘာလို့ကြီးရတာကြိုက်တော့ဆိုတော့ဒီ video မှာဆက်ပြီးပြောသွားတာဒီ Guillermo del Toro ရဲ့ Frankenstein ရုပ်ရှင်မှာဆိုလည်းဒီ creature ကိုသူက vulnerable ပုံစံနဲ့ပြထားတယ်ပြီးတော့ Victor Frankenstein ရဲ့ဟာကိုလည်းသူကဒီထဲကနေတစ်စင်ကွာabuse cycle ကိုပြထားတယ်ကွာဒီ Victor Frankenstein character ပေါ့ဒီ creature ကို train တဲ့ကောင်လည်းငယ်တော့သူ့ဖေ abuse လုပ်တာခံရတယ်ကွာပြီးတော့ဒီကောင်ကိုယ်တိုင်ကြီးတော့ကျတော့ Frankenstein ကိုသူကမွေးထုတ်ဖန်တီးပြီးသူကိုယ်တိုင်ပြန် abuse လုပ်တယ်အဲ့ဒီပုံစံနဲ့ abuse cycle ကိုပြထားတယ်ပြီးဒီ Victor Frankenstein character ကလည်းငယ်တော့ကျတော့သူ့မိစီကနေအဲ့မြတ်တာကိုရခဲ့တယ်ဒါပေမဲ့အဲ့သူ့မိဆုံးပြီးတော့ကျတော့ဒီမြတ်တာကြီးဆိုင်မှုကိုမရတော့ကျတော့အဲ့တေခြင်းတရားကိုစန့်ကျင်ခြင်းတယ်ဆိုတော့စိတ်ခံစားခြင်းနဲ့ကြီးပြင်းပြီးတော့ကျွန်တော်တို့ကဒီ immortal ဖြစ်တဲ့ creature ကိုဖန်တီးဖို့လုပ်တယ်ပါပြီးတော့ဒီငယ်ကနေကွာအဲ့အချစ်စာနေတဲ့စိတ်ကလည်းကြီးပြင်းတော့ကျွန်တော် Mia God character Elizabeth နဲ့တွေ့ရကျွန်တော်ပြန်ပြီးတော့ပြည့်သွားတယ်ဆိုတော့ခံစားချက်မျိုးတွေသူကပြန်ရတယ်ပြီးတော့ဒီထဲမှာလည်းတချို့လူတွေပြောတဲ့ပုံစံကဒီအမေနဲ့တူရဲ့လူကိုယူမယ်ဆိုတဲ့ mindset ဟာကွာအဲ့ဒါကိုလည်းဒီကားထဲမှာSigma Freud ရဲ့ Olivex complex ပုံစံမျိုးနဲ့ကွာဒီ Mia God character ပဲအမေနေရာပြီးရင်ဒီ Elizabeth နေရာမှာကွာလုံးဝနှစ်နေရာလုံးတရုပ်ဆောင်ပြီးဒီ concept ဘက်ကိုသွားတာကွာအားကြောင့်မလို့လည်းအဲ့ဟာ theme တွေတော်တော်ဒီဘိုင်းတွေတော်တော်သွားထားတာကွာပြီးတော့ဒီဇာတ်ကားနေတော့အများစုအဲ့ parenting ဟာကိုတော်တော် relate ဖြစ်တာပေါ့ဒီငယ်တော့ကြော်တည်မလားabuse ခံရတဲ့လူကကြီးရင်ဒီဟာကြီးကိုတည်ပြီးကိုယ့်ရဲ့နောက် generation ကိုပါ abuse ထပ်လုပ်တယ်အဲ့ဒါမှမဟုတ်ရင်တော့ဒီဟာနဲ့လုံးဝပြောင်းပြန်သွားတာပေါ့ငယ်တော့ abuse ခံရတဲ့လူကကြီးတော့ကျတော့ဒီ abusive cycle ကိုဖြတ်တယ်ပြောမလားလို့ကွာကိုယ့်ရဲ့ next generation ကိုဒီ abuse ဟာလည်းလုံးဝမထားဘူးကွာပြီးတော့အကောင်ဆုံးပေးတယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုနှစ်မျိုးကြီးတော့ရှိရပါ extreme နှစ်ခုပုံစံပေါ့ကွာabuse လုပ်တဲ့လူလည်းဆက်ပြီး abuse လုပ်သွားမယ်တန်တရားလဲသွားတာကွာတချို့ကကျတော့ဒီ abuse ကိုဖြတ်တယ်ကွာအဲ့လိုပုံစံနေနဲ့ရှိပြီးတော့ဒီကားမှာဆိုရင်လည်းဒီ creature Mia God character နဲ့တွေ့မှာကောင်းကောင်းလေးဘယ်လိုပြောမလဲမိခင်မြတ်တာပုံစံခံစားရကားစားဆို Victor Frankenstein abuse လုပ်တယ်ကွာသိမလားဒါမလုပ်တတ်ဘူးလားဒါမစဉ်းစားတတ်ဘူးလားဘာညာဆို abuse တွေလုပ်တယ်ကွာပြီးတော့ဒီအပြင်အဖိုးကြီး character လည်းရှိကွာအဖိုးကြီး character ဆိုလည်းသူ့ကိုအလုံးဝgentle ဖြစ်အောင်တင်ပေးတယ်ကွာပြီးတော့လုံးဝရင်ကြည်ကြည်လိုနဲ့ပဲအကုန်တင်ပေးရကွာဒီမှာအဖေပုံစံကွာ father figure ပုံစံမျိုးနဲ့အကုန်စကားပြောတာစာပြစာတွေကစာအသိပညာအကုန်ပေးတယ်ကွာပြီးတော့ဒီလားဘဝမှာပြီးတော့ခွင့်လွတ်တတ်ဖို့တော့ဘာတော့အဲ့လိုပုံစံဘဝအကြောင်းတွေလည်းတင်ပေးရကွာပြီး life cycle တွေအကြောင်းလည်းအကုန်တင်ပေးရကွာလုံး father figure အစပုံစံက Mia God ကလည်းနည်းနည်းအဲ့လို mother figure ပုံစံမျိုးနဲ့တွားပေးရကွာမဟုတ်ရင်အစ Victor Frankenstein ကပြောရမယ်ဆိုရင်သူ့အဖေပဲပေါ့သူက create လုပ်ခဲ့တယ်ဒါပေမဲ့အဲ့လိုအဲ့ဟိုမပေးဘူးကွာအဲ့တင်မလားအဲ့ Victor Frankenstein ကိုယ်တိုင်လည်းငယ်တော့အဲ့ဒီဟာကြီးမရခဲ့ကွာသူ့ဖေစီကနေမရခဲ့တော့မပေးတတ်တာလို့ဘာလို့က abuse ပဲပေးတတ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်ဒီအဖိုးကြီး character နဲ့တွေ့လို့ဆိုသူက Frankenstein လည်းဒီ perspective အသစ်ရတော့ life မှာတည်မလားသူက
figure ပုံစံမျိုးနဲ့အဲ့လိုမျိုးကြီးကြက်ပေးပညာပေးတင်မလားဘာညာပေးရဲဆိုတဲ့ဟာရှိရပြီးတော့ Frankenstein ကိုလည်းဒီသူတို့ရဲ့ဟိုဟာထဲကနေမီးလောင်ပြီးထွက်သွားလို့ဒါလောကယူမြင်သွားရဲဆိုတဲ့ပုံစံကဟိုတဘာဝတရားကိုမြင်နေပြီးတန်တရားတွေပေါ့ life တွေရဲ့ဟာကိုမြင်နေတော့အဲ့ win play တွေကတင်မလားကိုက်စားတာပြီးအဲ့ win play တွေကိုပြန်ပြီးလူတွေကပြန် hunt လုပ်တာဒီတန်တရားတွေအဲ့လိုဟာတွေကိုမြင်လာလောကယူမြင်တက်လာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တာကအမြင်တွေပါကျဲသွားတယ်ပြီးရင်ဟိုအဖိုး character လည်းစာသင်ပေးတယ်ပြီးဟိုတင်မလားဘဝသင်ခန်းစာတွေပေးတယ်ခွင်းလို့တက်ဖို့တော့ဘာလို့သင်ပြီးတော့အဲ့ကြောင့်မလို့နောက်ဆုံးမှလည်းဒီကောင် character ကလည်းဒီ Victor Frankenstein နဲ့ဟိုတင်မလားဖိနဲ့တာဟိုတော့ relationship ကအဲ့အချိန်မှာထွက်လာကွာပြီးတော့ခွင်းလို့တယ်ကွာပြီးတော့ဟိုဘိုးတော့လည်းမသိခင်မှာတင်မလားလုံးဝဟိုစိတ်တော့ပေါ့သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုတန်တရားလေးတဲ့ဟာနောက်ဆုံးမှအဆုံးသတ်လိုက်တယ်ဆိုတဲ့ပုံစံဖြစ်သွားကွာဒီကားရဆိုရင်လည်းတင်မလားလူတွေကဟာတာဖြစ်တဲ့ဟာတွေကတနည်းနည်းနဲ့ကွာဖြည့်စည်းအောင်လုပ်တယ်ကဘယ်နည်းနဲ့မဆိုကွာဖြည့်စည်းအောင်လုပ်ပြီးတင်မလားမရရအောင်လုပ်တယ်အဲ့လိုပုံစံမျိုးနဲ့တော့အလားတူပဲကွာဒီ Frankenstein ပုံစံပဲဒီတခြား vampire တို့ဒီ werewolf တို့ကလည်းကျွန်တော်တို့ရဲ့ဒီ human emotion တွေဘာတွေကို represent လုပ်တယ်ကွာဖြစ်ချင်တဲ့စန္ဒတွေတို့အဲ့လို hidden feeling တွေပါတယ်အဲ့လိုပုံစံတွေကို represent vampire တို့ Dracula တို့ဆိုကွာကျွန်တော်တို့သိတယ်လို့ဆိုလို့ immortal ဖြစ်တယ်ပေါ့ပြီးတော့လူတွေပုံစံမျိုးမောတာပန်းတာပြီးအသက်ကြီးရတယ်ဘာမှမရှိဘူးပြီးတော့peak beauty ပေါ့ကွာလုံးဝမအိုဘူးဆိုတော့လူတွေရဲ့တင်မလားအခုနောက်ပိုင်းဆိုဟိုဟာရှိရကွာပြင်ဖို့စူးစမ်းရတယ်ရှိကွာအသက်ကြီးရင်တော့ပရေတွန်းတာတော့ဘာတော့ညာတော့ပြီး body parts တွေအကောင်းအောင်အလုံးမလုပ်တာဘာညာအဲ့ဒါကြီးရှိရကွာဒါပေမဲ့လေကြီးရဘာညာဖြစ်တယ်ပြီးတော့သေးတယ်ကွာလူတွေကဒါပေမဲ့ vampire တွေကြောအဲ့လိုမရှိဘူးလုံးဝ immortal ဖြစ်တယ်အခုခေတ်တွေမှာဆိုဒါရဲ့ပို့ဆိုးတယ်ကွာလုံးဝလူတွေကလည်းအဲ့လိုပုံစံသွားချင်နေဆိုတဲ့ပုံစံကွာအားကြောင့်မလို့ဟိုတင်မလားအသက်ကြီးရဲ့လူတွေဘာလဲဆိုတော့ celebrity မှာတော့ပိုသိတာကွာအသက်ကြီးပြီဘာညာဆိုတော့ anti aging ဟာတွေလုပ်တယ်ကွာပြင်တယ်ကွာမျက်နှာတွေပြင်တယ်အစားအသောက်တွေပြင်တယ်ပြီးအဲ့လို extreme တွေထိသွားတယ်ကွာသူတို့အသက်ကိုရှည်အောင်လုပ်တယ်ဆိုတဲ့ပုံစံကွာပြီးသူတို့ခန္ဓာကိုယ်တွေကိုဟိုလိုမအိုအောင်လုပ်တယ်ပေါ့ကွာဒီတိုင်းကြည့်လိုက်ရင်တော့မအိုဘူးကွာဒါပေမဲ့တိတာရပေါ့ဟိုဒီလူကဘာလုပ်ထားလဲညာလုပ်ထားလဲဆိုတော့တိတာရကွာအဲ့ဒါကြီးပေါ့တော့ extreme တွေထိသွားရဒါပေမဲ့နောက်ဆုံးမှာတော့အဲ့လိုလုပ်လဲတေးတာပါပဲလောလောဆယ်အထိပေါ့နောက်ကြရင်တော့ဘယ်လိုနေမလဲတော့မသိဘူး vampire တွေကလည်း last now လိုက်တယ်ပြီး intimate ဖြစ်တယ်ပြီးဒီဟာတွေကလည်းဒီလူတွေရဲ့ emotion တွေကို represent လုပ်တယ်ကွာပြီးဟို vampire တွေကပို့ဆိုးတယ်ကွာသူကပို့ပြီးတရားရဲ့အပေါ်မှာ control လည်းမရှိဘူးကွာနောက်ဆုံးထွက်ထားတဲ့ဒီ Nosferatu မှာဆိုလည်းအဲ့လိုပဲသူကအဲ့ဒီအချင်းမာယာဟိုဒီအရုပ်ဆွဲလန်းပြီးတော့ကွာအဲ့နောက်ဆုံးမှာတော့ဒီ pussy မာယာနဲ့ဆုံးသွားလစ်သွားနောက်ဆုံးမှာဆိုလည်းအဲ့ဒီ Nosferatu ကလည်းအလုံးဝပုတ်နေပြီးတော့မင်းသမီးခန္ဓာကိုယ်ရဲ့နှွေးထွေးမှုနဲ့ပြီးတော့ဘေးနာပန်းနေနဲ့ဟိုအလားတရားရဲ့ဂျားထဲမှာတည်သွားရဲဆိုတဲ့ပုံစံမျိုးနဲ့ကွာ poetic ဆန်နဲ့ကွာအလုံးဝအဲ့အဆုံးသက်စီးနာပြီးတော့နောက်ဆုံးမှာဟို immortal ဖြစ်တယ်ဆိုရင်လည်းကိုယ်ပုံဝင်ခြင်းရလူတွေကဒီတင်မလား immortal မဟုတ်ဘူးဆိုရင်ကွာအလုံးဝသူတို့ရဲ့တည်သွားမယ်တည်ပြီးရင်ကွာတင်မလားဒါမျိုးဟာတွေတရားနဲ့ connection ဖြစ်သွားပြီးဒီလူကအချိန်တခုရမယ်တည်သွားကွာတည်တော့ဓာတ်တွေကြုံရတာများဆိုတော့ numb ဖြစ်သွားတယ်ဆိုတော့ပုံစံကထုံသွားတယ်ဆိုတော့ပုံစံတင်မလားတိတ် view မဆိုင်တော့ကွာတည်တဲ့ဟာတွေဓာတ်ကြီးတွေကအလောက်မဟုတ်တော့ဘူးဘာညာဆိုကြီးကွာအဲ human relationship တွေတော့ဒီဟာတွေတည်ရတာတွေလည်း value မထားတော့ဘူးဆိုတဲ့ပုံစံဖြစ်ပြီးတော့ဒီဟာတွေနဲ့ကိုယ့်နဲ့ကိုယ်လည်း isolation လုပ်တဲ့ဘက်ရောက်တော့တီးတန့်ရင်နေတဲ့ဘက်ပေါ့တင်မလားဟိုကွဲထွက်သွားတယ်ဆိုတဲ့ပုံစံအဲ့ဒါကြောင့်တေးချင်းတရားတွေနဲ့လည်းကွဲသွားတော့ relate မလုပ်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီကကို self isolate ဖြစ်တယ်ဆိုတဲ့ပုံစံတွေလည်းဖြစ်ပြီးတော့ဟိုကနေထဲလဲထွက်လို့မရဘူးကွာဟို sinners ထဲမှာလည်းအဲ့ dialogue တစ်ခုရှိရကွာအဲ့ Sammy character အဲ့တချင်းတီးရကောင် dialogue တစ်ခုရှိရကွာအဲ့နောက်ဆုံးမှာပဲသူနဲ့ဟိုကောင်နဲ့ stack character နဲ့ dialogue အပြန်အလှန်ပြောကြကွာအဲ့ဒါပတ်သက်ပြီအဲ့ dialogue ကလည်းဟိုပါဒီ Sammy character stack ကိုပြောတာခါတလေရောပါအဲ့ညအကြောင်းကိုသူကစဉ်းစားမိတိုင်းကွာဟို paralyze ဖြစ်ပြီးတော့ no လိုက်ဒါပေမဲ့အဲ့နေမကြခင်အချိန်ကသူ့ဘဝရဲ့အကောင်းဆုံးအချိန်ပဲဖြစ်တယ်ဆိုပြီးပြောတယ်အဲ့ဒါပြောပြီး stack ရောအဲ့ဟာကိုဘယ်လိုထင်လဲအဲ့လိုမေးရကွာမေးတော့ stack ကလည်းသူကလည်းတူတူပဲပေါ့ကွာအဲ့ချိန်ကသူ့ရဲ့အကို character ကွာသူ့အကို character ကိုနောက်ဆုံးမြင်တဲ့အချိန်ဖြစ်တယ်ပြီးတော့နေကိုလည်းနောက်ဆုံးမြင်တဲ့အချိန်ဖြစ်တယ်ပြီးတော့သူတို့တွေအားလုံးကလည်းအဲ့ချိန်တော့ခဏတာလောက်တော့ဟိုပေါ့လွတ်လပ်ခဲ့တယ်ပေါ့အဲ့လိုပုံစံနဲ့ပြောပြီးကွာအဲ့ဇာကလည်းအဆုံးသတ်သွားတယ်ကွာ Frankenstein ကဒါဟိုညင်းပယ်ခံရတဲ့အကြောင်းဖြစ်တယ်ဆိုရင် vampire ကတော့ဆွဲဆောင်မှုအလိုဆန္ဒတွေကြားမှာတုံလို့သွားမယ်အရာပေါ့ပြီးတော့ werewolf ကတော့နောက်ဆုံး werewolf ကတော့ဟိုကိုလုံးဝဆုံးရှုံးသွားတဲ့အချိန်အကြောင်းကိုဖြစ်တယ်ဟိုကျွန်တော်တို့အများနဲ့ဟိုမြင်နေရတဲ့ werewolf story တွေမှာဆိုရင်တို့ကအများနဲ့ဒီဒေါသထွက်လို့ပဲဖြစ်ဖြစ်စိတ်ကဆွားခံရလို့ပဲဖြစ်ဖြစ်အဲ့လိုဟာတွေကြောင့်သူက werewolf အနေနဲ့ပြောင်းသွားပြီးတော့တို့စိတ်ကိုမနိုင်ပဲကတို့မလုံးတင်တာတွေလုံးပြီးသွားဆုံးရှုံးမှုတွေကြုံရတဲ့ဟာကိုများသောအားဖြင့်ကျွန်တော်မြင်ရတယ်ပြီးတော့ဒီဟာကလည်းဒီလူတွေရဲ့ဘယ်လိုပြောမလဲ animal instinct ပေါ့လူတွေစိတ်ကိုမထိန်နိုင်တဲ့ဟာစိတ်ဒေါသတွေကိုမထိန်နိုင်တဲ့ဟာကို represent လုပ်တယ်ကွာဟိုဥပမာဆိုရင်လည်းဒီ Van Helsing ဆိုတဲ့ရုပ်ရှင်ရှိရကွာအဲ့ထက်မှာ Hugh Jackman နောက်ဆုံးမှအဲ့လို werewolf ဖြစ်သွားပြီကွာသူရဲ့အဲ့ချစ်သူကိုမမှတ်မိကွာမမှတ်မိပဲသူကတတ်မိသွားကွာတတ်ပြီးသူကအဲ့နောက်ဆုံးမှလုံးဝသိမလားအဲ့ typical ဟိုလို werewolf scene ကြည့်တယ်ပဲအဲ့လိုအင်ကြီးပါလုံးဝကွဲဦးတယ်ဆိုတော့ဟောင်းတယ်ဆိုတဲ့ပုံစံလာပြီးဦးတယ်ဆိုတဲ့ပုံစံမျိုးရင်းကွာအဲ့လိုပုံစံနဲ့လုံးဝဆုံးရှုံးတဲ့ဟာကို represent လုပ်တယ်ဆိုတဲ့ပုံစံနဲ့အဲ့လိုပုံစံနဲ့ story ဆိုအများကြီးရှိတယ်လုံးဝဒီဟာအဲ့လိုလုံးဝတင်မလား werewolf story ဆိုအဲ့လိုပဲကွာလုံးဝဟိုကိုချစ်တဲ့လူတွေကို तू ကတတ်မိသွားကွာကိုလူသားဆန်စေတဲ့အရာတွေကိုကိုယ်တိုင်ကဖြတ်စည်းပြီးကွာဖြတ်စည်းတဲ့ဒီကျင်းစာတစ်ခုပုံစံကြီးကိုဖြစ်နေဟာဒီလိုပုံစံနဲ့ပဲကွာတို့ gothic story တွေမှာဆိုအများနဲ့ကွာအဲ့လို gothic creature တွေဟာဆိုအများနဲ့အဲ့လို tragic beauty ပုံစံနဲ့ဖြစ်တယ်ကွာတို့ character တွေအဆုံးသက်တွေကအဲ့လိုတင်မလားကြေကွဲစရာလိုဘာလို့ဟိုလိုပုံစံနဲ့ကွာဟို
happy ending တော့မဟုတ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဖြစ်ဒီထက်ကတင်မလားဒီ gothic story တွေက monster တွေကကျတော့လူစားဆန်ခြင်းတယ်ကွာလုံးဝတင်မလားဒီ human ရဲ့ beauty တွေကိုပြန်ပြီးခံစားခြင်းတယ်တို့ဘာလို့အဲ့လို human emotion တွေဒီ lust တို့ဘယ်လိုပြန် anger တို့ဘာလို့ ਨੇ ဒီအိုင်နဲ့တန်နေရလဲလူစားပို့ဆန်လူစားဆန်တယ်ကွာဒါပေမဲ့လူတွေကကျတော့ဒီ human ရဲ့ limit တွေကွာလူရဲ့ limit တွေကိုကျော်လွန်ပြီးတော့တင်မလား immortal ဖြစ်ခြင်းတယ်တော့ဟိုဟာဒီဟာနဲ့ကွာလုံးဝ monster ဖြစ်ခြင်းတယ်ဆိုတဲ့ပုံစံဖြစ်နေတယ်ပြီးတော့လူတွေကလည်းတင်မလားဒီ creature တွေ gothic creature တွေကွာဒီလိုဟာတွေကြောင့်တော်တော် fascinate ဖြစ်တယ်ကွာအရန်ဟို cool ဖြစ်တာတော့ cool ဖြစ်တာတစ်ပိုင်းကွာဒါပေမဲ့အဲ့လိုပေါ့ဒီကြောက်ဖို့ကောင်းတာထက်ဆိုင်ကွာဒီသူတို့တွေကလည်းတင်မလားဒီဟိုဘယ်လိုပြောမလဲ werewolf တို့ vampire တို့ဘာလို့မှဆိုအများနဲ့ကွာအဲ့လိုအချစ်လိုချင်တယ်လိုအပ်ကြောင်းဆိုတဲ့ပုံစံကွာတင်မလားနှွေးထွေးမှုဟို vampire တို့ဘာလို့ဆိုလက်တွေဘာတွေအေးတာတို့ဘာလို့အဲ့လိုရှိကွာတချို့ story ပါဆိုဒါပေမဲ့တင်မလားယင်းတွေကတော့ပူကျင်တယ်တော့ဘာလို့အဲ့လိုပုံစံတွေရှိသေးတယ်အဲ့ဒါကြီးကြောင်းရောဒီလိုနဲ့ဒီ creature တွေကလည်းဒီချစ်ခွင့်လိုအပ်ကြောင်းလိုချင်ကြောင်းကွာပြီးတော့ဟိုလာတဲ့အရာတွေတင်မလားလာတဲ့အရာတော့မှဒီမှာပုတ်တိုးပြီးစုပ်ပြတ်တက်ကြောင်အတိပေးရဆိုတဲ့ပုံစံမျိုးတွေကွာအဲ့ဒါကြီးကြောင့်တော်တော် fascinating ဖြစ်တာကွာဒါပေမဲ့ gothic story တွေလုံးဝဟိုတင်မလားလူတွေက peak beauty တခုတတ်မှတ်ထားရဆိုတော့ဒါပေမဲ့အတွင်းရနေကပုတ်နေတာတို့ဘာလို့ရှိသေးတယ်အဲ့လိုပုံစံနေနဲ့ဟို fascinating ဖြစ်တယ်ကွာဒီအကောင်တွေ creature တွေဘာတွေအားဆိုတော့တစ်ခါကျဟိုဆို werewolf ပုံစံနဲ့လက်ကနေအချွန်တွေဘာတွေထွက်လာတယ်တော့ fascinating cool လည်းတော်တော်ဖြစ်တယ်ကွာဒါပေမဲ့တင်မလားဟိုအဲ့လိုပေါ့ isolate ဖြစ်တယ်ပြီးရင်တီးတန့်ပုံစံဖြစ်သွားတယ်ပြီးရင်ရောလို့မရဘူးပါညာအထီးကျန်တယ်လုံးသီးဖြစ်တယ်အဲ့လိုပုံစံနေနေပြီးရင်အနှွေးတက်လိုချင်တယ်တို့ပါတော့အဲ့လိုဟာကြောင့်ပေါ်ပြီး fascinating ဖြစ်တယ်ကွာဒီ Frankenstein ဟာမှာဆိုရင်သူကဒီcreature character အဲ့လိုပဲကွာတင်မလားပြောရမယ်ဆိုရင်ကလေးပုံစံကလေးပဲကွာမွေးပြီးတော့အဲ့လို parenting ဟိုလိုတခုလိုချင်တာပေါ့ကွာအဲ့လိုဟိုတင်မလားနှွေးထွေးမှုတခုပုံစံပေါ့ကွာအင်ကမိဘတွေစီကလိုချင်တယ်ဆိုတော့ကလေးလိုချင်တယ်ဆိုတော့အဲ့လိုပုံစံနဲ့ကွာလမ်းပြခံချင်တယ်အားကြောင့်ဟိုဘိုးတော် character Mia God character လည်းအဲ့လိုပုံစံမျိုးပဲကွာလုံးဝအဲ့လိုလမ်းပြတာရောပြီးအဲ့လိုနှွေးထွေးမှုပုံစံကွာအဲ့ဒါတွေနဲ့ပဲအားကြောင့်လည်းပညာရပြီတင်မလားပြောင်းလဲသွားကွာနောက်ဆုံးမှာဒီဗီဒီယိုကတော့ဒီလောက်ပဲ